ဒီမှာအမေရိကန်နိုင်ငံမှာနေတယ်ဆိုပေမဲ့နော်အခုကျမကိုကြည်နေတဲ့လူတွေထဲမှာမြန်မာပြည်ကလူတွေပါတယ်ဆိုရင်ယူရိုတွေမြန်မာပြည်မှာနေစားတော့လုပ်တယ်မလားပေးတော့ကောက်တာပဲဖြစ်ဖြစ်ပြန်တော့ဆင်းတာပဲဖြစ်တို့အင်္ဂါနေတခုခုယူလာရမလားပေါက်တူးတို့ဘာတို့ညာတို့ဆာလာအိတ်တို့နော်ဒီမှာငါလည်းအမေရိကန်နိုင်ငံမှာငါသားနဲ့ငါလာတယ်နော်ဒီသားနဲ့အလုပ်လုပ်တာကျမလည်းနေစားလုပ်ပြီးပြန်လာတာနော်ကျမကကျတော့အမေရိကန်မှာနေရဆိုတော့ကွာယူရိုလိုမျိုးပေါက်တူးတော့မလို့ပေါ့ဒီမှာနေစားရတဲ့ပတ်စံဒါဒီနေ့ရတဲ့ပတ်စံဒါဒီတပတ်စာပဲဒါကျမတပတ်30နော်အဲ့လိုအမေရိကန်နေနေဆိုတော့ယူရိုတွေတိတ်ပြီးတော့ကျမတို့ကအချင်းသိမ့်မချင်းနဲ့ပတ်စံလေးနည်းနည်းလေးပို့သွားတာဒါပဲရှိတယ်နော်ယူရိုတွေကမြန်မာပြည်မှာနေပြီးတော့နေစားအလုပ်သွားလုပ်တယ်တူတူပဲကျမလည်းဒီမှာအမေရိကန်မှာနေပြီးတော့သူများဆိုမှနေစားအလုပ်သွားလုပ်တာနေစားလုပ်ပြီးပြန်လာတာဒီမှာနော်အခုဒီမှာနေစားစားလေးနေစားလေးရပြီဆိုတော့အခုအဲ့ဒီပတ်စံနဲ့ဈေးဝယ်မယ်ဈေးဝယ်ပြီးတော့အိမ်ပြန်မယ်နော်အဲ့ဒါလေးကိုလာပြောပြတာနော်ယူရိုတွေတိတ်အထင်ကြီးတဲ့အမေရိကန်နိုင်ငံမှာလဲယူရိုတွေထူးမခြားနာနေစားအလုပ်ကိုလုပ်စားနေရတဲ့လူတွေအများကြီးပါလို့နော်ဟုတ်ပြီလားအမေရိကန်နိုင်ငံမှာရှိတဲ့လူတွေကယူရိုတွေရဲ့အမျိုးတွေအများကြီးရှိတယ်ဆိုရင်ပတ်စံတောင်းတာတို့နော်လိုအပ်တဲ့အရာလေးနည်းနည်းရှော့ပတ်စံတောင်းတဲ့စိတ်လေးနည်းနည်းရှော့ကျမတို့တွေဒီလိုရုန်းကန်ပြီးတော့ယူရိုတွေရဲ့စံသားတွေကိုဖြည့်ဆည်းပေးနေတာဟုတ်ပြီလားနော်ကျမတို့တွေရတဲ့တရက်ရတဲ့နေစားခတဲ့ကဖိတ်ပြီးတော့ယူရိုတွေရဲ့စံသားတွေကိုဖြည့်ဆည်းပေးနေတာနော်အဲ့ဒါလေးကိုလာပြောပြတာ Thank you have a nice day